ကျွန်တော် review မလုပ်ခင်မှာဒီ EV Scooby ကိုအားဝအောင်လဲစမ်းပြီးတော့စီးခဲ့တဲ့စိတ်ကြိုက်လဲမောင်းနေခဲ့ပါတယ်အသေးစိတ် review ကိုပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆက်တော့ကြည့်လိုက်အောင် okay let's go ပထမဦးဆုံးရှေ့ပိုင်းကိုကြည့်မယ်ဆိုရင်မြင်ရတဲ့အတိုင်းတွေ့ရမှာဖြစ်ပါတယ်ကဲခုရှေ့ပိုင်းမှာမီးပိုင်းဆိုင်ရာမှာ silent LED မီးကြီး LED သုံးပေးထားတာတွေ့ရပါတယ်ဆက်တဲ့ကျွန်တော်တို့ဘိန်းမှာဆိုလဲဝေဆိုင်ကိုလည်း14လက်မှသုံးပေးထားပြီးတော့တာဆိုင်ကိုလည်း80 90နောက်ကတော့90 90နဲ့ဟန်ချက်ညီအောင်လို့သုံးပေးထားတာတွေ့ရတယ်တာမန်စီဘိန်းတွေလိုပဲထပ်ပြီးတော့ကြည့်လိုက်အောင်digital တိုင်းခွဲမှာဆိုရင်လည်းကျွန်တော်တို့ P parking system တွေ့ရမယ်အားပြည့်မပြည့်ပါတာတွေ့ရမယ်ပြီးတော့ကျွန်တော် gear 1 2 3 gear 1 2 3တွေ့ရမယ်ကီလိုမီတာတွေတွေ့ရမယ်ဗျာနော်ဒါပေမဲ့ခလုတ်အုံမှာဆိုလဲပါလာတဲ့ခလုတ်တွေကကျွန်တော်တို့ပေါ်ဆုံးမှာအောင်ပြီးပေါ်ပြီးသွားတာတွေ့ရမယ်ပြီးရင်ဘယ်ညာစကင်နမီသွားမယ်ပြီးရင်တော့ကျွန်တော်တို့ home ခလုတ်သွားမယ်ပြီးရင်တော့ home ခလုတ်ရဲ့ဘေးက parking system လေးနဲ့ကိုယ့်ဘာသူ parking ထိုးလို့လည်းအဆင်ပြေပါတယ်ညာဘက်ခလုတ်အုံမှာဆိုလဲဒီဘက်စုံမီပေါ့နော်ပြီးတော့ silent မီကြီးမီသေးအကုန်ပါပါတယ်ပြီးတော့ကျွန်တော်တို့ gearချက်ပြလေးတွေကျွန်တော် gear 1 2 3 1 2 2ကမြန်မယ်2 2 3ကပို့ပြီးတော့မြန်သွားတာတွေ့ရမယ် high speed 65 kg အထက်ကိုဆွဲလို့ရတာတွေ့ရတယ်အဆက်တည်းကျွန်တော်တို့2ဘောက်မှာဆိုလဲကျွန်တော်ရှေ့အန်ခွဲမှာဆိုလဲကျွန်တော် USB ဘောက်တွေပါမယ်အားသွင်းလို့ရမယ်ဖုန်းတွေထည့်လို့ရမယ်ပုံမှန်တိုင်းပါမယ်ဒီမှာထူးခြားတာကကျွန်တော် manual key ပြင် smart card လေးတွေပါလာတာတွေ့ရတယ် smart card လေးတွေကဘယ်လိုသုံးရလဲဆိုရင်ကျွန်တော် smart card ကတော့ဒီလိုလေးသုံးရတယ်ဒီလိုလေးကြည့်ပြီးတော့ဖွင့်လို့ရတယ်ပြီးရင်ပိတ်မယ်ဆိုလဲဒီလိုလေးကြည့်ရပြီးတော့ပိတ်လို့ရပါတယ် smart card လေးနဲ့ဆိုရင်ကျွန်တော်တော့တန်လေးကလုံးဝမလိုတော့ဘူး smart card လေးနဲ့ပဲပိတ်ဖွင့်သွားတာလာတာအကုန်လုံးကိုဆွဲဆုံးအစည်းလုံးကိုဒီ smart card လေးနဲ့တင်အသုံးပြုလို့ရပါတယ်ထိုင်ကုန်မှာဆိုလဲပါလာရဲ့သူ့ရဲ့ story ကတော့ပုံမှန်ဆိုင်ကယ်အတိုင်းပဲသူ့ရဲ့ story အတိုင်းဖြစ်မယ်နော်ဆိုင်ကယ်အုပ်ထုပ်တွေပါထည့်လို့ရမယ်ပြီးတော့ကျွန်တော်တို့ battery အားချွေထားတဲ့စနစ်နဲ့ကျွန်တော် breaker လေးပါမယ် battery အားချွေထားတဲ့စနစ်ကိုရရှိစေမှာဖြစ်ပါတယ် battery ရေရှည်မှာလည်းအသုံးခံတာကိုတွေ့ရမှာဖြစ်ပါတယ် breaker လေးပါလာတဲ့အတွက်ဆိုတော့ခု EV Scooby မှာသုံးထားတဲ့ sticker ဘိုင်းဆိုင်ရာကိုကြည့်မယ်ဆိုရင်တော့main ကလေးတွေပို့ကြိုက်မဲ့ဘက်ကိုရောက်နေတာတွေ့ရတယ်Hello Kitty လေးတွေနဲ့တွေ့ရမယ်တစ်ဆက်တည်းမှာကျွန်တော်တို့ဒီဘက်ကကင်းဝါတွေမှာဆိုလဲတထုသားစစ်စစ်ကိုသုံးပေးထားတာတွေ့ရတဲ့အတွက်အဆင်ပြေတယ်ဖောက်တွေမှာဆိုလဲဘဲညာနှစ်ချောင်းပါမယ်ကျွန်တော် fancy တွေနဲ့အလားဆင်ထားတာတွေ့ရတယ်ကျွန်တော်ဒီအတွင်းထဲက motor watt 1500 watt TD ကိုသုံးပေးထားတာတွေ့ရတယ် charging သွင်းမယ်အားသွင်းပေါက်လေးကတော့ဒီခိုင်ကိုဖိနိုင်ကိုရဲ့အောက်လေးမှာပါရှိပါတယ်အဲ့ရနေစင်အားလေးသွင်းလို့ရပါတယ်ထူးခြားတာကသူကအဲ့တောက်ဆွေလေးပါလာတာကိုတွေ့ရတယ်တောက်ချထားရင်ထွက်လို့မရပါဘူးเนาะသူ safe ဖြစ်အောင်လို့ကျွန်တော် parking system လေးကိုလည်းဖြီရတယ်ဖြီပြီးလို့ရှိရင်လည်းထွက်မရသေးဘူးကျွန်တော်တို့ဒီဘက်ကဘေးတော့လေးတင်မှကျွန်တော်တို့ချစ်ကိုထွက်လို့ရပါမယ်ဟိုကောင်းတယ်ပေါ့เนาะခုလိုမျိုးဒီလိုအကုန်လုံးဖွင့်ထားပြီးဆိုရင်တော်လေးပိတ်ပြီးနောက်ပိုင်းမှာ10စက္ကန့်ဝန်းကျင်လောက်ကြာလို့ရှိရင်သူ့မှာပါလာတဲ့auto lock system ကြီးကိုလည်းကျွန်တော်စကားပြောရအောင်10စက္ကန့်မပြည့်သေးဘူး auto lock ကကြာသွားတယ်တွေ့ရပါတယ် auto lock ဘယ်လိုလုပ်လဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်အောင်auto lock system ကအခုဆိုရင်အချက်ပြနေပါပြီကျွန်တော်ရှေ့ကိုတလိမ့်လောက်တိုးလိုက်ရင်ဟိုအတန်ပေါင်းစုံပြီးလာပါတယ်နောက်ဆိုရင်လည်းထုတ်လို့မရဘူးရှေ့လည်းတိုးလို့မရဘူးအတန်ပေါင်းစုံထွက်နေတာတွေ့ရတယ်ဒါသူ့ရဲ့ပြောမှဆို tip lamp ပေါ့နော် tip lamp တခု lamp ပေါ့နော် tip lamp တွေလည်းဟိုပါဝင်ထားတာဖြစ်တဲ့အတွက် safety ဘိုင်းမှာတော့လုံးဝကိုဟိုperfect လို့ပြောလို့ရပါတယ်။ဒီအနေနဲ့ကတော့အခုလက်ရှိမှာတော့3ရောင်ရရှိပါမယ်။ဒီຢာလေးကတော့ Hello Kitty နဲ့ချာ on net တွေခဲ net တွေလည်းရှိပါသေးတယ်။အချင်းချင်းပြောရမှာဆိုရင် smart card တွေနဲ့ပေါ့သုံးရတာတွေ့ရတယ်။ဘက်ထရီမှာလည်း12ဗို့6လုံးကိုသုံးပေးထားတဲ့အတွက်82ဗို့မှာ 25A ကိုသုံးပေးထားတဲ့အတွက်ကျွန်တော်ဘက်ထရီအကုန်တက်တာလေလို့လည်းပြောလို့ရတယ်။ကျွန်တော်ရုံးအားဆွဲရမှာလည်းအရန်ကို high speed ကဟိုပို့ပြီးတော့ထွက်လာအောင်လို့ motor watt ကလည်း1500 watt တိသုံးပေးထားတာဖြစ်တဲ့အတွက်အရန်ကိုမိုက်နေပါပြီ။ဒီမှာ license ပါတာမှလိုချင်တဲ့သူတွေအတွက်လာပါပြီ EV Scooby license ၄နှစ်ပါပါတယ် man license ကြီးနဲ့၄နှစ်တိပါရှိမှာဖြစ်ပါတယ် EV Scooby လေးရဲ့ review ကတော့ဒီလောက်ပါပဲအဓိက license ၄နှစ်ပါမယ်ဆိုတော့အဆင်ပြေတယ်တနိုင်ငံလုံးစီးလို့ရဖို့အတွက် okay ကျေးဇူးတင်ပါတယ်ပြေဖြိုးပါ